မျိုးတို့ရေမင်္ဂလာပါ9နှစ်ကျော်သွားခဲ့ပြီနော်မျိုးတို့အားလုံးကိုတရက်မှမေ့မရတာအမှန်ပါကျမလေးငငယ်တဲ့ကယခုတည်းတိုင်းဖေပေးခဲ့တဲ့စကားလက်ဆောင်လေးတစ်ခုကိုလက်တွေ့ကျင့်သုံးနေထိုင်သူပါဖေကပြောတယ်သမီးရေစကားပြောတဲ့အခါမပြောခင်စဉ်းစားနော်ပြောပြီးလို့အမှားကြီးဖြစ်နေလက်ချက်ချင်းဝန်ခံပြီးမှဆက်ပြောတဲ့သူကမေးရင်လက်ချက်ချင်းပြန်ဖြေရင်မကြိုက်သူပါအခုအသက်ရွယ်ရောက်မှပြန်တွေးကြည့်မိတယ်ဖေအပြင်ကပြန်လာလိုက်အိမ်သားတူချင်းစီဘာလုပ်လဲဘလို့နေလဲဆိုတာတွေကိုအလုပ်တစ်ခုအထားတယ်လို့ပြောခဲ့ရတယ်အဲ့ဒီတော့ငါကျမကလည်းပြောခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကအမှန်တိုင်းပြောရရင်ဘာခံစားချက်မှမရှိဘူးတကယ်ကိုယူယူသေးသေးလေးလေးစားစားပြောခဲ့ရသူပါတိမ်လုံးမှာခုသက်ရွယ်မှာစဉ်းစားမိတာကဖေနဲ့ကျမကအမေးအဖြေနေ့တိုင်းလုပ်ခဲ့ကြသူတွေပဲဆိုတာသိခဲ့ရတယ်အဲ့ဒီအလေးထားကကျမဘဝရဲ့မှန်တစ်ချက်လိုဖြစ်လာခဲ့ရတာပါမျိုးတို့ရေအရင် FE 3လုံးကရေးခဲ့တာတွေနဲ့အခုအတန်တွေကတကယ်ကိုကြွားချနေမှာအမှန်ပါဘာလို့လဲဆိုတော့အကိုကြီးဆုံးပြီးတန်ဝေကများစွာနဲ့တရားတန်ခါအပေါ်ယုံကြည်သက်ဝင်မှုကအခုဆိုရင်လက်တွေ့မိသားစုဘဝမှာလည်းတကယ်ကိုအေးချမ်းငြိမ်းချမ်းနေတော့တာပါမျိုးတို့ရေကျမရဲ့အနိကကျေးဇူးရှင်တွေကတော့အိမ်သားတွေပဲပေါ့တရားလုပ်ဖို့ဝတ်စုံလဲမလဲရသေးဘုရားရှင်ရှေ့မှာလည်းအချိန်မများသေးပဲစိတ်ထားတတ်အောင်နှိမ့်စင်ကျင့်စဉ်လေးတွေကိုအိမ်မှုကိစ္စတွေကနေတဖြည်းဖြည်းစခဲ့ရတာပါဒီနေ့မျှဝေခြင်းတဲ့စကားလက်ဆောင်လေးကတော့တော်မနေနေမြို့မှာပဲနေနေတိုက်မှာနေနေတဲမှာပဲနေနေစိတ်ထားဖြူစင်ပြီးကိုချင်းစာတရားလေးနဲ့ရှေ့ဆက်နေထိုင်ကြပါငါးပါးသီလကိုလက်ကင်ထားကိုချင်းတရားကောင်းတဲ့သူတွေများလာရင်လောကကြီးကအမြဲသားရလှပနေမှာပါဆုံးထိနားထောင်ပြီးခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်မိမိကိုယ်တွေဘဝသင်ခန်းစာတွေကိုသာကုသိုလ်စိတ်ဖြင့်မျှဝေပေးသော channel တစ်ခုသာဖြစ်ပါတယ်ကျမတို့မိသားစုအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြသလိုမျိုးတို့မိသားစုအားလုံးလည်းစိတ်ချမ်းသာကိုကျမ်းမာကြပါစေကဘာဝရရှိသောမိသားစုများအားလုံးစိတ်ချမ်းသာကိုကျမ်းမာကြပါစေကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူး